မဲမေကမင်းကိုကြောင်းရှိမှာတခါမှလာမကြိုဘူးနော်ဆက်ဆောင်နေလေအပိုပဲလမ်းမပိတ်နဲ့ဖဲစမ်းဒီစကားတွေဟာကြောင်းရှိမှာတယောက်တည်းစောင့်နေရတဲ့ကောင်မလေးကိုအတန်းပေါ်တွေဝိုင်းပြီးလောင်ပြောင်နေကြတဲ့စကားတွေပါနေ့တိုင်းကားနဲ့အိမ်ပြန်ရတယ်လို့ပြောခဲ့တဲ့သူမကိုကလေးတွေကမယုံကြည်ကြပဲဟန်ဆောင်နေတာလို့တောင်ပြောနေကြပါတယ်အဲ့ဒီအချိန်မှာပဲကလေးတစ်ယောက်ရဲ့အမိဟာ luxury ကားကြီးတစ်စီးနဲ့ရောက်လာပါတယ်ဒါပေမဲ့အချီနီကိုဖြည့်ရှင်းပေးမဲ့အစားဒီလိုစီကံမရှိတဲ့ကလေးတွေကိုဘာလို့ကြောင်းကလက်ခံထားတာလဲဆိုပြီးကောင်မလေးကိုပါထပ်ပြီးနှိမ်ချပြောဆိုပါတော့တယ်ငါသားနဲ့တကြောင်တည်းတက်ဖို့တော့မတန်ဘူးလို့ပြောပြီးမနှက်ပြန်ကြောင်းဥစီတိုင်မေဆိုကမာနာကြီးတဲ့အပြုံးနဲ့ထွက်သွားခဲ့ပါလိမ့်အဲ့ဒီနောက်ကောင်မလေးဟာသူမရဲ့အမိကိုတွေ့တဲ့အချိန်မှာတော့ခံစားချက်တွေကိုမထိန်နိုင်တော့ပဲမိမိကဘာလို့ကြောင်းရှိအထိလာမကြိုတာလဲသမီးကမိမိအတွက်အရှက်ရစီလို့လားလို့စိတ်မကောင်းစွာနဲ့မေးလိုက်ပါလိမ့်အိမ်မှာကားတွေအများကြီးရှိနေပြီမဲ့ဘာလို့လာမကြိုတာလဲဆိုတဲ့မိကုန်းကိုအမိဖြစ်သူကအေးအေးဆေးဆေးပဲပြန်ဖြေပါတယ်သမီးကမိမိတို့ရဲ့အဖိုးတန်ဆုံးသမီးလေးပါမိမိတို့ကကားအကောင်းစားတွေနဲ့လာကြိုနေရင်လူတွေကသမီးကိုချမ်းသာလို့ပဲခင်ကြလိမ့်မယ်သမီးရဲ့နောက်ခံကိုမကြည့်ပဲသမီးပေါ်တကယ်ကောင်းတဲ့သူကမှတကယ်တငယ်ချင်းကောင်းလီဒီစကားကိုကြားပြီးကောင်မလေးလည်းနားလေသွားခဲ့ပါတယ်အဲ့ဒီနောက်အမှတ်တရအနေနဲ့အမိနဲ့အတူကားပေါ်မှာထပ်ပုံရိုက်ခဲ့ကြပါတယ်ဒါပေမဲ့မှားပြီးအတန်းကရုထဲကိုပို့မိသွားတဲ့အချိန်မှာတော့တကြောင်လုံးအံ့ဩသွားကြပါတယ် luxury ကားကြီးရဲ့အတွင်းခန်းကိုမြင်သွားတဲ့မိဘတွေဟာချက်ချင်းလီတံပြောင်းသွားပြီးဝိုင်းပြီးချီးကျူးလာကြပါတယ်ဒါကိုမြင်နေတဲ့အစောကကောင်မလေးကိုနှိမ်ချခဲ့တဲ့ကလေးရဲ့အမိကတော့မကြည်နပ်နိုင်ပဲဒီကားကကဘာမှာတစည်းတည်းရှိတာပတ်စံရှိတိုင်းဝေလို့ရတာမဟုတ်ဘူးလို့ရေးလိုက်ပါလိဒါပေမဲ့သူမစာရိုက်လို့တော့မပြီးသေးခင်မှာပဲနောက်ဆုံးစကားတစ်ခုကြောင့်အားလုံးမှိမ့်သက်သွားကြပါလိဟုတ်တယ်အဲ့ဒီကားကပတ်စံရှိုံနဲ့ဝေမရဘူးဘာလို့လဲဆိုတော့အဲ့ဒီကားကအခုငါတို့အိမ်ကိုတောင်ထဲမှာပဲရှိနေလို့ပဲ